နောက်စမူလေးအားပတ်စံအန်းကျင်သောအခါ ဟုတ်လားအခုလို့လားโอเคအဲ့ဆိုကိုခဏနေပို့ထားလိုက်မယ်လीနော်အေးဟုတ်ပါပြီဘာမှမပူနဲ့ရတယ်ကိုတရားလုံးရှိနေတာပဲအေးဟုတ်ပြီစိတ်ချအခုလွှဲပြီးတော့ဆလေးပို့ထားလိုက်မယ်နော်ဟုတ်ပါပြီခင်ဗျာအရန်ရှိတယ်နော်ဟုတ်ပါပြီအာဝါအဲ့ဆိုအခုကိုဆလေးပို့ထားလိုက်မယ်လीနော်ဟုတ်ပြီဒါပဲနော်ဒုက္ခပဲပတ်စံလိုနေပြန်ပြီဘယ်လိုလုပ်အောင်လဲကြံစမ်းအော်တဲတယောက်လုံးရှိနေတာကိုမေ့နေတာပဲဖုန်းဆက်မှရမယ်ဟယ်လိုတဲလားကိုပါဟုတ်တယ်ကိုလေးအခု KB 1000အရန်လို့တဲမှာ KB ရှိလားမရှိဘူးလားအဲ့ဆိုရင်လေတဲအမေမှာရောမရှိဘူးလားတဲမိမှာလည်းမရှိဘူးအဲ့ဆိုရင်လေတဲရဲ့လေတငယ်ချင်းတွေပါမှာရောမရှိဘူးလားအဲ့ KB ဟုတ်လေအကိုရမ်းလိုနေလို့ဟုတ်တယ်တိတယ်ကိုလည်းအခုအရင်ကြိုးစားနေရလေတဲတော့နဲ့တဲနဲ့နှစ်ယောက်တူနေဖို့လည်းကိုကြိုးစားနေရလေအဲ့ပတ်စံတူကကြိုးစားနေရလေမဟုတ်ဘူးတဲ့ကိုအဲ့ပတ်စံတွေကပြန်ပြီးရင်းနှီးနှုတ်နှံထားတာအကြောင်းကိုလည်းထမပတ်စံတစ်ပြားမှမရှိသေးတာမဟုတ်ပါဘူးအရေးကြီးလို့ပါတဲ့ရဲ့ပတ်စံ1000နဲ့ပဲနော်ကိုနံပါတ်ပို့ထားလိုက်မယ်နော်လောက်ပါနော်အဲ့ဆိုရင်လွှဲပြီးသွားရင်တော့14လေးပို့ထားပြီနော်ဟုတ်ပါပြီခင်ဗျာဟုတ်ပါပြီကျေးဇူးအများကြီးတင်တော့တဲ့နော်ဟုတ်ပါပြီခင်ဗျာအရန်ရှိတယ်ဟုတ်ပါပြီအဝါနော်အရန်ရှိတယ်နော်အဲ့ဆိုကိုဖုန်းချလိုက်တော့မယ်နော်လွှဲပြီးသွားရင်တော့14လေးပို့ထားပြီနော်အများကြီးမလို့1000ပဲဒါပဲနော်ဖုန်းချလိုက်ပြီနော်ကိုနော်ဘယ်လွယ်ပါလားအမလေးဒီကနေဟိုကနေဒီလက်ဗျာငါဘွားဒီတော့လို့ရတော့နောက်ဘွားကြီးတော့ပြီနော်ဘာဖြစ်အခုအဆင်ပြေသွားပြီတော်သေးတယ်အခုတော့အိတ်လိုက်အောင်